ကိုယ့်ရဲ့ application တွေကိုတခြားသူတယောက်ကခိုးဝင်ကြည့်တဲ့အခါမှာအမိအဖမ်းထားနိုင်အောင်ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုဒီမှာ iPhone တွေမှာပေါ့နော်ဆိုတော့ဘယ်လိုလုပ်ရလဲဆိုတာလေးကိုကျွန်တော်ပြောပြမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာ utility ထဲမှာ shortcut ဆိုတဲ့ software လေးရှိတယ်အဲ့ထဲကိုဝင်လိုက်ပေါ့နော်ပြောရရင်ကျွန်တော်တို့ဒီမှာပေါင်းလေးခေါ်လိုက်ပြောရရင်ဒီမှာ action ဆိုတဲ့နေရာမှာကျွန်တော်တို့စာရိုက်ထည့်ပြအောင်ပေါ့နော်ဆိုတော့ take photo ဆိုတဲ့ဟာလေးအဲ့ဒါလေးကိုရွေးပြရမယ်နော်ဆိုတော့ပြီးသွားလို့ရှိရင်ဒီမှာ back ဖြစ်နေတဲ့ဟာလေးကို front ကိုပြန်ပြောင်းလိုက်မယ်ပေါ့နော်ပြီးသွားရင်ဒီဘေးက arrow လေးကိုဖွင့်ဒီမှာ show camera preview ဆိုတဲ့ဟာလေးကိုပိတ်ပေးရမယ်နော်ပြီးသွားလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ဘာထပ်ထည့်မလဲဆိုတော့ဒါကို save photo ဆိုတော့ save photo ပေါ့နော် gallery ထဲမှာဒီကောင်လေးကို auto save သွားအောင်လို့ sorry ခြိုက်လိုက်တဲ့ပုံကိုပေါ့နော် auto save သွားအောင်လို့ပေါ့နော်ပြီးသွားလို့ရှိရင်ဘာထပ်ထည့်ရမလဲဆိုတော့ search wallpaper ပေါ့နော်ဆိုတော့ကျွန်တော်တို့ wallpaper ဆိုတာလေးကိုနှိပ်မယ်ပြီးသွားလို့ရှိရင်ဒီဘေးကဟာလေးတွေကိုပိတ်ပေးရမယ်ဆိုတော့အဲ့မှာ wallpaper ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကphoto ကနေပြီးတော့တင်မှာဖြစ်တဲ့အတွက် photo mode ဘက်ကိုပြောင်းအောင်ပေါ့နော်ဆိုတော့ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးကို shortcut အနေနဲ့ထုတ်ထားလိုက်မယ်ပေါ့နော်ဆိုတော့ရင်းဆုံးကျွန်တော်ဒီဟာကိုထားပါတော့များသောအားဖြင့် Viber ကိုဝင်ကြည့်ကြဆိုကျွန်တော်တို့ Viber ပေါ့နော် Viber လို့ဒါလေးကိုပြောင်းထားလိုက်မယ်ပြီးတော့လို့ရှိရင်နော်ပြီးရင်ဒါလေးကို home screen မှာ shortcut လေးထုတ်ထားလိုက်နော်ဆိုတော့ဒါကတော့ Viber icon ရှိရဆိုလို့ရှိရင် Viber icon လေးကို gallery ကနေယူလိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒါစမ်းပြပေးထားဖြစ်လို့ဆိုတော့ app လေးကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒါလေး Viber software လေးအနေနဲ့ရောက်သွားပြီပေါ့နော်ဒါဆိုရင်ဒီ Viber software လေးကို तू ကဝင်ကြည့်လိုက်တယ်ဆိုတာနဲ့ဓာတ်ပုံရိုက်ထားပြီးတော့ auto သူကဒီ wallpaper တင်ပေးထားမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါလေးကိုတစ်ချက်စမ်းပြပေးမယ်နော်ဆိုတော့ကျွန်တော်ကင်မရာဒီဘက်လေးနဲ့လှည့်ပြီးစမ်းပြပေးမယ်နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့သူသုံးတဲ့လူရဲ့မျက်နှာကိုပေါ့နော်ဒီရှေ့ကင်မရာကနေပြီးရိုက်ပြီးတော့ auto wallpaper တင်သွားမှာဖြစ်တယ်ဒါဆိုရင်ဒီ software တွေကိုသူဝင်ကြည့်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့အနေနဲ့သိရပြီပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ခုလိုမျိုးအဆုံးထိကြည့်ရှုပေးတဲ့အတွက်